ဒီတစ်ခါမှာတော့လူကြီးမင်းတို့ကိုကဘာပေါ်မှာအရှိဆုံးဖြစ်တဲ့ဒိုင်းမွန်တာဝါကြီးတစ်ခုကိုပြောပြပေးသွားပါမယ်။ဒါကတော့တရုတ်နိုင်ငံဝူဆူမြို့မှာတည်ရှိတဲ့ဝူဆွန်ဖိန်းတာဝါကြီးပဲဖြစ်ပါတယ်။သူကကဘာပေါ်မှာရှိတဲ့စိန်ပုံတရံရှိတဲ့တာဝါကြီးတွေထဲမှာအရှိဆုံးဖြစ်ပြီးတော့အမြင့်ပေ338ပေထိရှိပါတယ်။ဒီတာဝါကြီးကိုတိစောက်ဖို့အတွက်တရုတ်yuanတန်ပေါင်း100နီးပါးကုန်ကျခဲ့ပြီးတော့တိစောက်ချိန်ကာလကလည်းစန်နီနီဘာတောင်မှကြာမြင့်ခဲ့ပါတယ်။အတော်လေးစ조사အထုတ်ပြီးတော့တိစောက်ထားတဲ့တာဝါကြီးဖြစ်ပါတယ်။ဒီတာဝါကြီးရဲ့ထိပ်ကတော့ဝူဆွန်မြို့တစ်မြို့လုံးကိုမြင်ရတဲ့မြင်ကွင်းဟာတကယ့်ရင်သက်ရှူမောဝေကောင်းလာပါတယ်။ဒါဆိုရင်လူချင်းမင်းတို့ကိုမိကွန်းတစ်ခုလောက်မေးပြစေ။တကယ်တော့အမေရိကန်ပြည်ထောင်စုမှာဒီလိုတာဝါကြီးတစ်ခုတိစောက်မယ်ဆိုရင်ဘယ်နေရာမှာများတိစောက်ရင်အဆင်ပြေမယ်လို့ထင်ပါသလဲ။နယူးယောက်မှာလားအန်လီမှာလားလူချင်းမင်းတို့ရဲ့မြင်လေးကိုလည်းကွန်မန့်မှာပြောခဲ့ပေးပါအောင်ရှင်။အားမင်းနာဆင်ခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်။နောက်နေ့ဒီမှာလည်းစိတ်ဝင်စားစရာဘိုးတူတရဆရာကြီးနဲ့တူပြန်လာခဲ့ပါအောင်မယ်ရှင်။